ပိန်ပိုင်းရှင်ဟာလီဘယ်သူဆိုတာအများသိကြတယ်သူရဲ့ငါရဲ့အမြဲတွေ့နေကြသမီးစားကမချင်းများခြင်းနဲ့လူတွေအကုန်သိတယ်တကယ်ပါအပေါ်လည်းမပြောချင်ဘူးရှိတကအရှိမှလူတကာထက်တော့ကျွန်တော်စားတာလို့နေပြန်တော့မနာလို့စိတ်များနဲ့ဝိုင်းပြီးဝေဖန်အပုတ်ချကြတယ်ကျွန်တော်ငမွေစပိန်တော့မစီနိုင်ပဲအထီးသမီးကိုမရွေးပြီးရှင်ဘောရှာတာတရားမချလိုက်တာဒီလိုစကားမျိုးတွေလဲရိုးလွန်သွားပြီးဒါပဲမဲ့လေအသွားလာမပြတ်တာတို့နှစ်ယောက်အားပေးဖို့တို့ရှိတော့လူတွေကိုလေကြီးလည်းမဆိုင်တော့ပါသူဆိုတဲ့ဒီနေ့မြဲချစ်နေမြဲစီတော့ကြမယ်လမ်းဆုံးတော့မတိုင်ဆက်လိမ့်တော့မယ်လမ်းဆုံးတော့မတိုင်မနာလို့စိတ်များနဲ့ဝိုင်းပြီးဝေဖန်အပုတ်ချကြတယ်ကျွန်တော်မမွေတဲ့စပိန်တော့မစီနိုင်ပဲနဲ့တချေသမီးကိုမယူပြီးရှင်ပေါ်ရှာတာတရားမကြလိုက်တာဒီလိုစကားမျိုးတွေလဲရိုးလွန်သွားပြီးဒါပင်မလဲအသွားအလာမပြတ်တာအားပေးဖို့သူရှိတော့လူတွေကိုလည်းမဆိုင်တော့ပါ